နာကတော့ကျက်သွားပါပြီဒါပေမဲ့ဘာလို့ဒီလိုအဖူကြီးထွက်လာတာလဲအသားရည်မကောင်းလို့လားအနာမတန်းခဲ့လို့လားတကယ်တော့အနာကျက်တဲ့အခါခန္ဓာကိုယ်ကအရေပြားအလွှာတွေကိုအောက်ဆုံးကနေအပေါ်ထိတဖြည်းဖြည်းပြန်ဖာထိပေးပါတယ်ဒီနေရာမှာအဓိကမင်းသားကတော့ collagen ပါတယ် collagen ဆိုတာအနာကျက်အောင်ကူညီပေးတဲ့ပြုပြင်ရည်သမားလေးပေါ့ပုံမှန်ဆိုရင်တော့အသားကညီညီညာညာပြန်ဆက်ပြီးအမာရွတ်ပပလေးပဲကြံခဲ့မှာပါဒါပေမဲ့ပြဿနာကဒီမှာစတာပါခန္ဓာကိုယ်က collagen တွေကိုလိုရာချက်ပိုပြီးထုတ်လိုက်တဲ့အခါအသားတွေကပိုလာပြီးအမာရွတ်ကမူလဒဏ်ရာထက်ပိုကြီးပိုမာပိုကြွတ်တက်လာတော့တာပါပဲဒါကို keloid လို့ခေါ်ကြတာပေါ့သူကမူလဒဏ်ရာပေါင်းကိုကြော်ပြီးပွားလာတတ်တယ်။ခိုင်ကြည့်ရင်မာမယ်တဲမယ်တချို့ဆိုရားတောင်ရားတတ်ပါသေးတယ်။အထူးသဖြင့်ပခုံးတို့ရင်ဘတ်တို့နားဖောက်ထားတဲ့နေရာတွေမှာအဖြစ်များတယ်နော်။ဒါကြောင့် keloid ဖြစ်တတ်တဲ့သူတွေနဲ့ဆယ်ကျော်သေးတွေ collagen တောင်းမယ်ဆိုတတိထားကြပါ။အလအပအသက်ဆိုပြီးပိုးတောက်တိုင်းကောင်းတာမဟုတ်ပါဘူး။ကိုယ်ခန္ဓာကိုယ်သဘောတရားကိုနားလည်ပြီးရွေးချယ်တတ်ဖို့ကအထူးကပါပဲရှင်။